အားလုံးပဲမင်္ဂလာပါရှင် English for Everyone Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျမကတော့ Teacher AV ဖြစ်ပါတယ်ရှင်ကျမတို့ရဲ့ Real English Listening and Speaking course book ရဲ့ပေါ့နော် Unit 7 Your Passport Please ကိုကျမတို့ဆက်လက်လေ့လာရအောင်ပါအဲ့တော့ဒီသင်ခန်းစာမှာတော့ကျမတို့အဓိကကတော့ airport မှာပေါ့နော်သုံးရမယ့် expressions တွေကိုအဓိကလေ့လာမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ကျမတို့ထုံးစံတိုင်းပဲ listening လေးနဲ့စမယ်ပေါ့နော်အဲ့ listening လေးနဲ့မစခင်မှာပေါ့နော်ကျမတို့ဒီမှာquestions လေး၅ခုရှိတယ်ပေါ့နော်အဲ့တော့ Doha ဆိုတဲ့လူက तू က London Heathrow Airport မှာရောက်နေတာပေါ့နော်အဲ့တော့ before you listen to his conversation at the check-in desk အဲ့ check-in desk မှာ तू စကားပြောမယ်အဲ့ဒီ conversation လေးကိုနားမထောင်ခင်မှာကျမတို့ဒီ questions လေးတွေကိုကြည့်မယ်ဒီမှာ query လေးလည်းတွေ့မှာပါနော်အဲ့ query လေးမှာဘယ်စလုံးလေးဖြစ်နိုင်လဲဆိုတော့ကျမတို့ guess လုပ်မယ်ပေါ့နော်ခံမှန်းကြည့်ရအောင်အဲ့တော့ A ဆိုလို့ရှိရင်တော့ကျမတို့က can I have your ticket ဆိုတော့ tickets နဲ့ပါနေဖြစ်နိုင်တယ် maybe ဒါတေးကြတော့ noun တစ်ခုခုတော့ဖြစ်နိုင်တယ်ပေါ့ boarding pass လား passport လားဒါဖြစ်နိုင်တယ်ပေါ့နော်ပြီးတော့မှ audio နဲ့နားထောင်မယ်ပေါ့နော်နောက်ပြီးလို့ရှိရင် did you ဆိုတဲ့အတွက်ကြောင့်မလို့ဒီနေရာမှာကျမတို့တွေဒီ verb ဖြစ်နိုင်တာပေါ့နော် did you pack နော်ထုတ်လာတာလားဒါမှမဟုတ်ရှင်လည်း did you take လားအဲ့ဒါမျိုးဖြစ်နိုင်တယ် you are ရဲ့နောက်ကတော့ကျွန်တော် luggage ဖြစ်နိုင်တယ်လို့bags လည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုလေးစဉ်းစားမယ် okay နောက်တစ်ခုကတော့ကျွန်တော် how many bags are you ဆိုတော့ကိုယ့်ရဲ့ bags ဘယ်နှခုကဘာလုံးမှာလဲအဲ့တော့ဒီမှာ ing နဲ့လာနိုင်တဲ့စလုံးတစ်ခုဖြစ်နိုင်တယ်ပေါ့နော် are there any sharp items in your sharp ဆိုတာချွန်ထက်တဲ့ items ပေါ့နော်ချွန်ထက်တဲ့ items ကဒီ bags ထဲမှာလားဒါမှမဟုတ် luggage လားဒါလေးကိုကျွန်တော် audio ထဲမှာနားထောင်မယ်ပေါ့နော်နောက်တစ်ခုကတော့would you like an aisle seat aisle ဆိုတာကလေကျွန်တော်တို့ဟာပေါ့ဒါဘေးမှာဟိုပါပေါ့လမ်းပေါ့နော်ကျမတို့လီမိုတက်သွားတဲ့ခါကျလို့ရှိရင် window seat ရှိမယ် window seat ဆိုပတင်းပေါက်ဘက်ကခုံရှိမယ်ဒါမှမဟုတ်ခလေခုံကခုံပေါ့နော်ခလေကောင်လမ်းပါခုံရှိမယ်ပေါ့နော်အဲ့ဒါမှဖြစ်နိုင်ရင်ရှိတော့ဒါ window seat တော့ဖြစ်နိုင်တယ်ပေါ့နော် okay ဒါဆိုကျမတို့နားထောင်ပြီးတော့ questions လေးတွေကိုဖြည့်ကြည့်အောင်နော် okay let us start here Recording 42 Can I have your ticket and passport, please? Yes, of course. Here you are. Did you pack your bags yourself? Yes. How many bags are you checking in? Just one. I'm taking this hand luggage. Are there any sharp items in your hand luggage? No, there aren't. Would you like an aisle seat or a window seat? A window seat if possible, please. OK, here you go. This is your boarding card. The flight leaves at 1:20. Go to gate 17 around 12:30. Have a nice flight. Thank you. okay ဒါဆိုရင်တော့ကျမတို့အဖြေလေးမှန်ကြလိမ့်မယ်လို့ထင်ပါတယ်เนาะပထမတစ်ခုကတော့ passport ပါ B ကတော့ကျမတို့ pack က bags ကပါ C ကတော့ကျမတို့ check-in yeah D ကတော့ hand luggage ပါ E ကတော့ကျမတို့ window seat okay ဒါဆိုကျမတို့နောက်တစ်ခုလေးသွားရအောင်เนาะအဲ့ကျမတို့ဒီခါကျတော့ပြန်နားထောင်မယ်ပြီးတော့ကျမတို့ဘာလုပ်မှာလဲဆို and answer these questions ပေါ့နော်ဒီမေးခွန်းလေးကိုကျမတို့ဖြေမယ်ပေါ့ when does the flight leave နော် flight ကဘယ်ချိန်ထွက်မှာလဲ now what gate does Doho need to go to သူဘယ်ကိုသွားဘယ် gate number ကိုသွားမလဲပေါ့နော် gate number 1လား2လား3လားဒါအောင်နားထောင်မယ်နောက်တစ်ခုတော့ what time should he go to the gate နော်ဘယ်အချိန်မှာဒီ gate ကိုသွားတယ်လဲဆိုတော့ကျမတို့နားထောင်ပါမယ် okay အဲ့တော့ပြန်ပြီးနားထောင်ရအောင်နော် okay here we go Recording 42 Can I have your ticket and passport, please? Yes, of course. Here you are. Did you pack your bags yourself? Yes. How many bags are you checking in? Just one. I'm taking this hand luggage. Are there any sharp items in your hand luggage? No, there aren't. Would you like an aisle seat or a window seat? A window seat if possible, please. OK, here you go. This is your boarding card. The flight leaves at 1:20. Go to gate 17 around 12:30. Have a nice flight. Thank you. okay ဒါဆိုကျမတို့အဖြေလေးစေအောင်เนาะ A ကတော့ပြောကြမလို့တော့ဘောเนาะ at 1:20နောက်တစ်ခုက B ကတော့ကျမတို့ gate 17မှာ C ကတော့ကျမတို့ around 12:30ပါ okay ဒါဆိုကျမတို့နောက်တစ်ခုလေးသွားရအောင်ပါ so you can use this expression when you give something to someone
အဲ့တော့တယောက်ယောက်ကိုပေးချင်တယ်ပေါ့နော်ဥပမာဆိုရင်ကျမကို coffee ကွက်လေးပေးပါအောင်လို့ပြောချင်တယ်ဒါဆိုရင်ကျမကွက်လေးလှမ်းပေးလိုက်တယ်ဒါဆိုရင်ကျမတို့ဒီစလုံးလေးသုံးလို့ရတယ်ပေါ့နော်ဥပမာအနည်းဆိုရင် here it is နော်အများဆိုရင်တော့ here there ဒါလေးပြောလို့ရတယ် now here you are ပြောလို့ရပါတယ်နောက်တစ်ခုတော့ here you go ပါနော် here you go informal တော့နည်းနည်းကြာတာပေါ့နော်ဒါပေမဲ့ပြောလို့ရပါတယ်နော်အဲ့တော့ကျမတို့ပြန်နားထောင်မယ်ပြန်နားထောင်ကောင်းလို့ရှိရင် to hold skip conversation မှာသူဘယ်စလုံးတွေကိုသုံးသွားလဲဘယ် expressions ကိုကျမတို့ကြားလိုက်လဲဆိုတာကို tick လုပ်ပါမယ်နော် okay let's start Recording 42. Can I have your ticket and passport, please? Yes, of course. Here you are. Did you pack your bags yourself? Yes. How many bags are you checking in? Just one. I'm taking this hand luggage. Are there any sharp items in your hand luggage? No, there aren't. Would you like an aisle seat or a window seat? A window seat if possible, please. Okay, here you go. This is your boarding card. The flight leaves at 1:20. Go to gate 17 around 12:30. Have a nice flight. Thank you. okay so yes here you go sorry here you are here you go okay ကျမတို့ဒါဆိုရင်နောက်တစ်ခုသွားရအောင်နော်imagine you are checking in London Heathrow Airport အဲ့တော့ကိုက London Heathrow Airport ကိုရောက်နေတယ်ပေါ့နော်အဲ့ကျမတို့နားထောင်မယ် listen to checking clerk ပြောတာအောင်နားထောင်မယ် use the ideas below to answer each question အဲ့တော့ဒီသူ့ရဲ့မိကုန်းလေးကိုကျမတို့ဒီ ideas လေးကိုသုံးပြီးတော့မှကျမတို့ဖြည့်မယ်ပေါ့နော် okay အဲ့တော့ A ကနေစပြီးတော့နားထောင်အောင်ပါ Recording 43. A. Hello. Can I have your passport, please? ဒါဆိုကျမတို့ပြောလို့ရပြီ yes here it is okay အဲ့တော့ B လေးကိုနားထောင်အောင် B လေးကိုပြောမယ် Thank you. Oh, and have you got your ticket? အဲ့တော့ဒါဆိုဘယ်လိုဖြစ်မလဲ yes here you are okay ဒါဆိုကျမတို့ C ကိုသွားရအောင် C. Thank you. Did you pack your bags yourself? ဒါရော yes I did ဟုတ်နော် okay very good okay ဒါဆိုကျမတို့ C ကိုသွားရအောင် D. How many sorry D ကိုသွားရအောင်ပြောတာနော် sorry ပြန်နားထောင်အောင်နော် D. How many bags are you checking in? အဲ့တော့ how many bags ဆိုတော့ 2 လို့ပြောမှာပေါ့နော် okay yes I've got 2 bags E. Are you taking any hand luggage on board? yes I've got one piece of hand luggage အဲ့တော့တစ်ခုပေါ့နော် hand luggage တစ်ခုလို့ပြောချင်ရင် one piece of hand luggage hand luggage လို့ပြောလို့ရပါတယ် okay ဒါဆိုကျွန်တော် F ကိုနားထောင်ရအောင်ပါ F. Are there any sharp items in your hand luggage? Are there any sharp items? No. Okay, that's a G. G. Would you like an aisle seat or a window seat? I'd like a window seat, please. Okay, here you go. This is your boarding card. Your flight leaves at 4:00. Enjoy your flight. Okay, that's it tomorrow. Okay, let's go to the next one here. Okay, so now Doho is arriving at Los Angeles International Airport. No, Los Angeles goရောက်သွားပြီပေါ့နော် He is speaking to an immigration officer. Immigration officer နဲ့သူစကားပြောနေပြီ You have to listen and number the questions in the order you hear them. ကျွန်မကြားလိုက်ရတာလေးတွေကိုဘာလုပ်မလဲဆိုလို့ရှိရင် order ပြန်စီမယ်ပေါ့နော် Okay ဒါဆို order မစီခင်မှာ when တော့သူကဒီမှာပြောထားပြီးသား Where are you traveling from today เนาะဘယ်ကနေပြီးတော့လာတာလဲဆိုတဲ့အဓိပ္ပာယ်ပေါ့နော် traveling from ဆိုတဲ့အတွက် Okay ဒါဆိုဒီပထမဆုံးတစ်ခုလေးကိုကြည့်ရအောင်ပထမဆုံးတစ်ခုကတော့ကျွန်မတို့တွေ where are you going to where are you going to stay Okay ဒါဆိုရင်ကျမတို့တွေနောက်တစ်ခုကိုသွားရအောင်ပေါ့နော်အခု Doho is arriving at Los Angeles เนาะ Los Angeles ကိုဘာဖြစ်သွားပြီလဲရောက်သွားပြီပေါ့နော်international airport ပေါ့ Los Angeles International Airport ကိုရောက်သွားပြီသူက
အဲ့တော့ तू ကအခု immigration officer နဲ့စကားပြောနေပြီ you have to listen and never the questions in the order you hear them အဲ့ကျမတို့ကြားရတဲ့အတိုင်းကိုဘာလုပ်မလဲ order ပြန်စီးပေးမယ်ပေါ့နော် okay ဒါဆိုရင် when က तू ကပြောထားပြီးသားဒီဥစ္စာ where are you traveling from today where are you traveling from today ဆိုရင်ဒါဘယ်ကနေလာတာလဲပေါ့နော်ဘယ်ကနေခီးထွက်လာတာလဲလို့မေးတာပေါ့နော် okay ကျန်တဲ့မေးခွန်းလေးဖတ်ကြည့်အောင်နော် where are you going to stay အဲ့တော့ဘယ်မှာနေမှာလဲ stay ဆိုတာနော်live ကတော့ကျမတို့အမြဲတမ်း permanent နေတာဆိုရင် live လို့ပြောတယ် stay ကတော့ကျမတို့ခဏတစ်ဖြုတ်နေတာဆိုရင်ကျမတို့ stay လို့ပြောတယ်ပေါ့နော် what's the purpose of your visit နော်အဲ့တော့ဒီ purpose ဆိုတာကရည်ရွယ်ချက်ပေါ့နော်ဘာလို့လာတာလဲဘာရည်ရွယ်ချက်နဲ့လာတာလဲလို့မေးတာပေါ့နော်နောက်တစ်ခုကတော့ how long are you going to stay in the country အဲ့တော့ဘယ်လောက်ကြာအောင်ဒီ country ထဲမှာပေါ့နော်သူတို့ဒီ Los Angeles ထဲမှာနေမှာလဲပေါ့နော် now do you have anything to declare အဲ့တော့ declare ဆိုတာကကျင်ညာတာပေါ့ကျင်ညာတယ်ဆိုတဲ့တိတ်ပေကဒီမှာတော့ပေါ့ဒီကိုမှာပေါ့နော်ဒီလေးစိတ်ရောက်လို့ရှိရင်ကိုမှာတော့ဘယ်လိုပစ္စည်းတွေပါပါတယ်ဆိုတာကိုပြောစရာရှိလားလို့မေးတာပါပေါ့နော် okay ဒါဆိုကျမတို့နားထောင်ကြည့်အောင်ပြီး order ပြန်စီမယ်နော် here we go Recording 44. Where are you traveling from today? From London. What's the purpose of your visit? Business, I'm afraid. I have a meeting tomorrow. Do you have anything to declare? No, nothing to declare. Where are you going to stay? At the Orlando Hotel. How long are you going to stay in the country? Just 3 days. I go Beijing on Monday. Okay, that's all. Thank you very much. Enjoy your stay in LA. Thanks a lot. okay ဒါဆိုရင်ကျမတို့တွေစစ်ကြည့်အောင်ပါ yes 2 ကတော့ what's the purpose of your visit and 3 are do you have anything to declare and then 4 where are you going to stay and the last one is how long are you going to stay in the country okay ဒါဆိုအားလုံးရမယ်လို့ထင်ပါတယ်เนาะကျွန်တော်နောက်တစ်ခုလေးသွားရအောင် okay you have to tick true or false for each statement and then listen again and check ဒါဆိုကျမတို့တွေတစ်ချက်လောက်ပြန်ပြီးစဉ်းစားရအောင်เนาะဂျာဟိုကလေ Los Angeles ကို holiday နဲ့လာနေရလား no မဟုတ်ဘူးเนาะသူကဘာအတွက်လာလဲ business အတွက်လာဒါကြောင့်မို့ဒါဒီ false ပါ okay now BOG อ่ะ he's got a meeting tomorrow ဆိုမနေ့ဖြန်မှာ meeting ရှိတယ်တဲ့เนาะနောက်ဆိုကျမတို့ true လား false လားခဏစဉ်းစားမယ်ပြီးရင်ကျမတို့တွေ audio နားထောင်ပြီး check လုပ်မယ်ပေါ့เนาะ he's nothing to declare declare ပြောစရာပေါ့เนาะဘာမှမရှိဘူးပေါ့เนาะအမှချို့ကြတော့သူတို့ချို့နိုင်ငံတွေကသူတို့ရဲ့အခွန်ဆောင်ပြီးမှဝင်လို့ရတဲ့ပစ္စည်းရှိတာပေါ့เนาะဥပမာဆိုလို့ရှိရင်ဖုန်းတို့ဘာတို့တစ်ခုခုပေါ့เนาะသူတို့ကန့်သက်ထားတဲ့ပစ္စည်းတစ်ခုခုပါလာတယ်ဆိုရင်အကြောင်းကြားရတာပေါ့เนาะအဲ့ဒါကိုပြောတာပါเนาะ okay now he's going to stay with some friends တကယ်ချင်းနဲ့နေမှာလား he's going to stay for a week တစ်ပတ်နေမှာလား true လား false လားစဉ်းစားမယ်ပြီးသွားရင်ကျမတို့တွေနားထောင်ပါမယ်နော် okay ဒါဆိုကျမတို့နားထောင်ကြည့်အောင်ပါ Recording 44. Where are you traveling from today? From London. What's the purpose of your visit? Business, I'm afraid. I have a meeting tomorrow. Do you have anything to declare? No, nothing to declare. Where are you going to stay? At the Orlando Hotel. How long are you going to stay in the country? Just 3 days. I go Beijing on Monday. Okay, that's all. Thank you very much. Enjoy your stay in LA. Thanks a lot. okay so ဒါဆိုရင်ကျမတို့ yes B ကတော့ true ပါ C လည်း true ပါပဲ D က false ပါ yes E လည်း false ပါနော် okay ဒါဆိုကျမတို့နောက်တစ်ခုသွားရအောင် okay so let's think about speaking strategies အဲ့တော့ giving clear answer အဲ့ကျမတို့clear answer ပေးတာလေးကိုကျမတို့ဟောဖြစ်မယ်ပေါ့နော် okay look at some of the Daho's answer to immigration officer immigration officer ကိုကျမတို့သူပြန်ဖြေရဟာလေးကြည့်အောင်နော် where are you traveling from today from London where are you going to stay at the Orlando Hotel ဒါဆိုရင်ကျွန်တော်ဒီ sentence လေးကိုကြည့်တဲ့အခါကျတော့ does he use full sentences သူစာတဲ့အစကြောင်းအပြည့်ပြောလိုက် no မပြောနော် are his answer short yes are his answer clear yes when you are giving information to an official give short answer give short clear answer
ကျမတို့တွေ immigration တွေကိုဖြတ်တဲ့အခါမျိုးပဲဖြစ်ပေါ့နော် officially ရပါတော့သူတို့မေးတဲ့မေးခွန်းကိုဖြေရမယ်ဆိုရင်ကျမတို့ဘာလုပ်မလဲဆိုရင်ကတ်နိုင်တယ်များတူတူနဲ့ရှင်းရှင်းလင်းလင်းပဲပြောမယ်ပေါ့နော်ဒါမှဟိုဘက်ကလူကလွယ်လွယ်လေးနားလည်မှာဘာလို့ဆိုတော့လေစိမ့်မှာဆိုရင်စဉ်းစားကြည့်လေနော်တနေ့ဧည့်သည်တွေအများကြီးလာနေကိုကအရှိပြောနေတယ်သူတို့နားထောင်ဖို့မရှိဘူးအချိန်မရဘူးသူတို့လည်းကြားမှာမဟုတ်ဘူးအဲ့တော့ကိုယ့်ရဲ့ဖြေကိုပဲတူတူနဲ့ရှင်းရှင်းနဲ့လူရင်းကိုပြောမယ်ပေါ့နော် for example where are you traveling from today from London from Yangon something okay so now let's go to next one here imagine you are talking to an immigration officer or it's about immigration officer နဲ့တွေ့နေရတဲ့သဘောထားမယ် use the ideas below to answer the immigration officer's question immigration officer ရဲ့မိကုန်းလေးကျွန်တော်ပြန်ဖြေမယ်ပေါ့နော် okay so နားထောင်အောင်ပါ okay ဒါဆိုကျွန်တော်စပြီးနားထောင်အောင်ပါ Recording 45. A. Where are you traveling from today? from Cairo B. What's the purpose of your visit? business C. Do you have anything to declare? nothing to declare D. Where are you going to stay? Hilton Hotel E. How long are you going to stay in the country? for 2 weeks okay Okay, that's all. Thank you very much. Enjoy. okay ဒါဆိုကျွန်တော်တို့ရမယ်လို့ထင်ပါတယ်နော်ကျွန်တော်နောက်တစ်ခုလေးသွားရအောင်ပါဒါလေးတော့လွယ်လွယ်လေးပါပဲတက်နိုင်တယ်များကိုယ့်ရဲ့အဖြေကို short နဲ့လိုရင်းကိုပဲ clear answer ကိုပဲပြီးမယ်ပေါ့နော် okay so now asking for information နော်အဲ့တော့ကျွန်တော် information တွေမေးချင်တာလည်းရှိမှာပဲလေနော်အဲ့တော့ information text တွေမှာကျွန်တော်တို့သိချင်တဲ့အကြောင်းအရာတွေကိုမေးမယ်မေးတဲ့အခါကျရင်ဘယ်လိုစလုံးလေးတွေကိုသုံးမလဲဘယ်လို expressions လေးတွေကိုသုံးမလဲဆိုတာလေ့လာကြမယ်ပေါ့နော် okay let's start here you have to underline the expressions you can use to ask for information အဲ့တော့ information တွေကိုမေးတဲ့အခါကျကျွန်တော်တို့သုံးလို့ရတဲ့ expressions တွေဒီမှာလေ့လာမယ်ပေါ့ for example excuse me where can I get ဆိုရင်ကျွန်တော်တို့ဒါလေးသုံးလို့ရတယ် okay second one ဆိုရင် yes where can I hire ဆိုတာငားတာပေါ့နော် the next one is that where can I find very good and then what about this one yeah where's it where's the အဲ့တော့အမ where is လို့ပြောမယ်စာပေါ့နော် where's လို့လေးပြောလိုက်တာပို့ပြီးတပါပါကြာရပါတော့ for example where's the bus station where's the train station like that but no okay now to go on how can I get very good the last one is that yeah can you recommend okay တခုခုကွာဟိုအကြံတောင်းတင်နေပေါ့နော်ဒါဆိုဒါလေးလောက်တင်လားဝိုင်းလောက်တင်လားเนาะကွာအဲ့မျိုးကွာအခုမှပထမဆုံးရောက်သွားတယ်เนาะ hotel ကဘယ်ကကောင်းနေမှမသိဘူးဒါဆိုကျွန်တော်တို့မေးလို့ရတယ် can you recommend a good hotel ဒါမျိုးလေးပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့ဒီမှာကို information counter ကိုရောက်နေတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဒီ idea လေးကိုသုံးပြီးတော့ကျွန်တော်တို့မေးမယ်ပေါ့နော် okay A ကတော့ကျွန်တော် city center ကိုသွားချင်တာပေါ့နော်အဲ့တော့ bus နဲ့ပတ်သက်ပြီးမေးမယ်ဆိုရင် where can I get a bus to the city center okay so what about B are chain menu ဆိုတော့ yes where can I find a Barendu chain and where can I change send menu အဲ့တော့ဒါကတော့ကျွန်တော်တို့တွေokay အခုကျမတို့တွေ imagine you are at an information desk at an airport ပေါ့နော် airport တစ်ခုရဲ့ပေါ့နော်ဒီ information desk ကိုရောက်နေတာဒီ idea လေးတွေကိုသုံးပြီးကျမတို့ information လေးတွေကိုမေးမယ်ပေါ့နော်အဲ့တော့ A ကတော့ကျမတို့တွေ bus ပေါ့နော် bus ကိုမေးမယ်ဘယ်ကိုသွားချင်လဲဆိုရင် city center ကိုသွားချင်တာဒါဆိုကျမတို့ဘယ်လိုမေးမလဲ where can I get a bus to the city center okay what about chain menu ပတ်စံလေးချင်တာဆိုကျမတို့ဘယ်လိုမေးကြမလဲyes where can I change send menu okay C bus station ကြတော့where's the bus station place okay that's a 7 ကကျမတို့က car hire လုပ်ချင်တာပေါ့နော်ဒါဆိုရင် yeah where can I hire a car hotel နဲ့ပတ်သက်ပြီးတော့ကျမတို့က recommend လုပ်ချင်တာဒါဆိုရင် can you recommend a good hotel in the city center okay ဒါဆိုရင် F ကတော့ကျမတို့ taxi နဲ့ပတ်သက်ပြီးမေးချင်တာဆိုတော့ where can I get a taxi place okay ဒါဆိုရင်ရမယ်လို့ထင်ပါတယ်နော်okay ဒါဆိုရင်ကျွန်တော် locations လေးနဲ့ပတ်သက်ပြီးတော့နည်းနည်းလောက်လေးလေ့လာကြည့်အောင်ပေါ့နော် okay အဲ့တော့ straight ahead ဆိုရှေ့ကိုတည့်သွားတာဒါဆိုကျွန်တော်တို့ picture yes 3ပါ so on the left ဆိုရင်
yes picture 4ပါနော်ဒါ on the left ပါ okay go up က yeah go up ကအပေါ်တက်တာဆိုတဲ့အတွက် picture 1ပါ next to yes picture 6ပါ on the right က yeah 5ပါ go down က 2ပါ okay ဒါဆိုရင်ကျမတို့တွေဒီမှာသွားကြည့်အောင် listening တခုပေါ့နော် at the meeting point အဲ့တော့ meeting point လေးတွေကျမတို့ဒီမှာနားထောင်မယ်ပေါ့နော် you have to listen to conversation a conversation လေးနှစ်ခုကိုကျမတို့ဒီမှာဘာလုပ်မလဲဆိုလို့ရှိရင်နားထောင်မယ်အဲ့ conversation လေးနှစ်ဘယ်မှာဖြစ်နေရလဲဆိုရင် at an airport မှာပေါ့နော်အဲ့တော့ arrival hall မှာသူတို့ရောက်နေပြီအဲ့တော့ match each conversation A or B A လားဒါမှမဟုတ်ရှင် B လားဆိုတော့နားထောင်မယ် to the correct picture အဲ့တော့ picture 1 the conversation A လား picture 2 the conversation B လား A လားဒါကိုကျွန်တော်တို့သိချလေးနားထောင် okay နော် so let's start here Recording 46. Excuse me, are you Mrs. Hatano? Yes, I am. Pleased to meet you. I'm from World Tours. I'm here to take you to your hotel. Okay, good. How was your flight? It was fine, thank you. May I take your bags? Yes, thank you very much. Hi, John. Great to see you. Hi, Eduardo. Here, I'll take your bag. Thanks. I'm exhausted. Was the flight okay? Yeah, not bad, thanks. okay ဒါဆိုရင် yeah pitch conversation A ကကျွန်တော် picture 2ပါ conversation B ကတော့ picture 1ဖြစ်ပါတယ် okay ဒါဆိုရင်ကျွန်တော်တို့ listen again to the language other people use နော်အဲ့သူတို့သုံးသွားတဲ့ audio လေးကိုကျွန်တော်တို့ပြန်နားထောင်မယ်ပြီးသွားလို့ရှိရင်သူတို့ပေါ့နော်ဒီလူတွေသူတို့ဘယ်မှာသုံးသွားလဲပေါ့ for example conversation A မှာဆိုရင် to greet each other တယောက်နဲ့တယောက်နှုတ်ဆက်တဲ့ခါကျရင်သူတို့ဘယ်လိုနှုတ်ဆက်သွားလဲ pleased to meet you နောက်ကောသူတို့ဘာတွေသုံးလဲเนาะ make an offer make an offer ရဲ့အဓိပ္ပာယ်ကျွန်တော်တို့ဒါလေးလုပ်ပေးရမလားဟိုလေးလုပ်ပေးရမလားပေါ့เนาะအဲ့လိုမျိုး offer ပေးတာပေါ့ for example ပေါ့ကျွန်တော်တို့ကလူတယောက်အိမ်ကိုကျွန်တော်တို့ sorry လူတယောက်ကကျွန်တော်တို့အိမ်ကိုလာလဲတယ်ဆိုကြပါစို့เนาะလာလဲဆိုကျွန်တော်တို့ဘာလုပ်ကြလဲ coffee လေးတောက်ပါအောင်လားရေတောက်အောင်မလားဒါပြောကြတယ်เนาะအဲ့ဒါဆိုကျွန်တော်တို့ make an offer ပေါ့เนาะအဲ့တော့ make an offer လုပ်တဲ့အချိန်မှာဘယ်လို expression လေးတွေကိုသုံးလဲပေါ့เนาะ now to say thank you ပေါ့เนาะကျေးဇူးတင်ကြောင်းပြောတဲ့အခါမှာဘယ်လို conversation လေးသုံးလဲဆိုတော့ကျွန်တော်တို့နားထောင်ပါမယ် okay let's start here Recording 46. Excuse me, are you Mrs. Hatano? Yes, I am. Pleased to meet you. I'm from World Tours. I'm here to take you to your hotel. Okay, good. How was your flight? It was fine, thank you. May I take your bags? Yes, thank you very much. Hi, John. Great to see you. Hi, Eduardo. Here, I'll take your bag. Thanks. I'm exhausted. Was the flight okay? Yeah, not bad, thanks. okay ဒါဆိုရင်ကြည့်အောင် yeah or make an offer မှာဆိုရင် may I take your bag say thank you မှာဆိုရင် thank you very much ဒါဆို conversation B မှာကြတော့ hi great to see you pleased to meet you okay and make an offer မှာကြတော့ I will take your bag and then the last one is that thanks okay ဒါဆိုရင်ဘယ် conversation လေးက formal ဖြစ်ပြီးတော့ဘယ် conversation က informal ဖြစ်နေလဲ yes conversation A ကကျွန်တော်ပို့ပြီးတော့ formal ဖြစ်ပါတယ် conversation B ကတော့ informal ဖြစ်ပါတယ် okay ဒါဆိုရင်တော့ရမယ်လို့ထင်ပါတယ်နော် okay ကျွန်တော်တို့ရဲ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲအဲ့တော့ဒီသင်ခန်းစာထဲမှာဆိုကျွန်တော်တို့အဓိကပြောသွားတာတော့ we can checking at the airport and go through immigration เนาะ immigration ကိုဖြတ်တဲ့အခါမှာ airport မှာသုံးမဲ့စကားလုံးလေးကျွန်တော်လေ့လာပြီးသွားပြီ we can provide information and give clear answers အဲ့တော့ information တွေကို provide လုပ်ပေးနိုင်တယ်ပြီးရင်ကိုယ့်ရဲ့အဖြေကိုလည်း yes give and clear answer ပေးနိုင်သွားပြီပေါ့နော်နောက်တစ်ခုကကိုယ်ကသိချင်တာရှိရင်ရောမေးလို့ရသွားပြီเนาะ we can ask for information about transport facilities etc เนาะ and we can greet friends and people I don't know เนาะအဲ့တော့ဆောနာရုံက conversation လေးမှာဆိုအားလုံးသတိထားမိလိုက်မှာပါเนาะပထမဆုံးတစ်ခုဒီမှာပေါ့နော်ဒီမှာဆိုဒီ conversation A မှာသူတို့နှစ်ယောက်ကတယောက်နဲ့တယောက်သိလားဆိုရင်လုံးဝမသိဘူးเนาะမသိဘဲနဲ့သူတို့ဘာလုပ်နိုင်လဲ yes conversation လုပ်နိုင်တယ်ကိုလေစိတ်မှာတွေ့တဲ့အခါမှာသွားကြိုတာပဲဖြစ်ဖြစ်ကိုလာကြတော့ဖြစ်ကိုစကားအပြန်နဲ့ပြောတတ်သွားမှာပေါ့နော် okay now ကိုနဲ့ friend နေဆိုလို့ရှိရင်လည်းကျွန်တော်တို့ပြောနိုင်သွားပြီနော် okay ဒါဆိုရင်တော့ကျွန်တော်တို့ရမယ်လို့ထင်ပါတယ်ဒီသင်ခန်းစာလေးကတော့ဒီလောက်ပါပဲကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်နောက်ဗီဒီယိုကြီးကြရင်ပြန်တွေ့မယ်နော် goodbye